ကိုစောဘယ်ရောက်နေလဲခင်ဗျာအကူအညီတောင်းစရာရှိလို့ ကျွန်တော်နေခဏပြန်သွားတယ်ဘာကူညီရမလဲပြော နေဘက်ကမျိုးဒီကအဝေးပြေးမှာနေ့လယ်2နာရီရောက်မယ်တဲ့ဗျာရုံးချိန်ကြီးဖြစ်နေတယ်သူတို့ကလည်းမတွားတတ်မလာတတ်နဲ့ဘာလို့ပါကန်ရမှမသိတော့ဘူး လွယ်ပါတယ်အကိုရာ good day kilo taxi ရှိတယ်လေဖုံးဆက်ကြိုခိုင်းလိုက်ပေါ့ကားဂိတ်ကြိုရမယ့်နာမည်ပြောပြီးရင်ပို့ရမယ့်နေရာကိုအကိုလိပ်စာပေးလိုက်အကုန်အဆင်ပြေသွားမယ် ဟုတ်လားအဲ့ဒါဆို good day kilo taxi ဖုန်ဖေးဗျာကျွန်တော်ဆက်လိုက်မယ် hello Good day kilo taxi မှာကြိုဆိုပါရရှင်။ဘာများအကူအညီပေးရမလဲရှင် ဟုတ်ကဲ့ကျွန်တော်နေကလာမဲ့ဆွေမျိုးတွေကိုကားဂိတ်မှာကြိုခိုင်းကြလို့ပါကျွန်တော်မအားလို့လူစားလွတ်ပြီးကြိုခိုင်းတာဆိုတော့စိတ်ချရပါမလားခင်ဗျာ ။ပါရှင်။ခရီးတဲ့နာမည်ကြည့်ပြီးကားဂိတ်ထဲအထိအရောက်သွားကြိုပေးမှာပါရှင် ဟုတ်ကဲ့ကားဂိတ်ကိုလာကြိုတဲ့အတွက်လာကြိုခအပူပေးရအောင်မလားခင်ဗျာ ။မလိုပါဘူးရှင်။ Good day ကလာကြိုကလုံးဝမယူပါဘူး။ခရီးစဉ်စမှသာကီလိုမီတာဆက်တွက်မှာပါရှင် ကောင်းတာပေါ့ဒါဆိုအဝေးပြေးဂိတ်တောင်ကြီးကားဂိတ်မှာသွားကြိုပေးပါလူကြီးတွေမို့ခယူးဆိုင်ပေးစေချင်ပါတယ်ဗျာ ။ပါရှင်။ Good day kilo taxi ကလူကြီးမင်းတို့ရဲ့ဆွေမျိုးတွေကိုအိမ်တိုင်ရာရောက်ဘေးကင်းစွာပို့ဆောင်ပေးမှာပါ။စိတ်ချပါရှင်။ Good day ကိုရွေးချယ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ ကားသမားလေးကနမဲစာတန်းလေးကင်ပြီးကားပေါ်အထိအိတ်တွေဝိုင်းတယ်ပေးတယ်လို့ အတော်ကဖုံးဆက်ပြောပါနေ